အမေတားသွားတော့မယ်နော်မေကမ်းမီမှာပါငါသားရဲ့ဖြည်းဖြည်းလောက်ပါအမေကိုသားကြောခဲ့ပါလေသားတစ်နေ့ပြန်လာမှာပါအမေရဲ့အေးငါသားအလုံးမှာအနေကင်းပြီးရှင်းပါစီကွယ်အစားလည်းအချိန်မှန်စားအောင်နော်သားလေးဟာငါတော်စီတာတတိလွတ်သွားတာကြီးငါမေပြောတဲ့တိုင်ငါတတိထားမှနောက်တစ်ခါဆိုအမေသားပြန်လာပြီဒါကြောင့်ကိုငါလုံးမအနေကင်းကင်းနဲ့လုံးနိုင်တာအမေရဲ့ငါသားကြီးလုံးမဆင်ပြေခဲ့ရဲ့လားသားလေးဟောမေသားအလုံးမကုန်းဆင်ပြေခဲ့တယ်မေအမေရှိနေသေးတယ်သားအဆင်ပြေတယ်ဟာဆင်းကြီးလိုက်တာမိမရာဆင်းမင်းပါနဲ့ယောက်ျားရဲ့ယောက်ျားပြီးမှမိမမြဲရှိနေမယ်နော်ယောက်ျားလည်းလုံးမရှိရကြတော့ကွာမိမလုံးစားထိုင်းစားနေရတာကြားတော့အားနာတယ်ကွာလင်မယားနှစ်ယောက်ဒီလိုစကားတွေပြောစရာမလိုပါဘူးငါယောက်ျားရဲ့ငါယောက်ျားလေးတနေ့ကြီးကြီးတက်ချမ်းသာမလာဘူးလို့ဘသူပြောနိုင်ပါလဲအေးနော်ယောက်ျားတို့တနေ့ချမ်းသာလာတဲ့ခါကြရင်လေငါမိမကိုဘာမှမလုပ်ခိုင်းလှလှပပနဲ့အိမ်ထဲမှာပဲနေခိုင်းမှာကဲပါဟုတ်ပါပြီတပင်းတော့ဆောင်မယ်လားယောက်ျားအလုပ်သွားတော့မလားသွားတော့မှာမင်းကြည့်ရတာကွာစုတ်တိစုတ်ပြက်နဲ့ပြစင်လေးပါလေးလေနေပါအောင်ဟောယောက်ျားရေမိမအိမ်မှာနေရတာပဲကိုယောက်ျားအပြင်မှာကောက်ကောက်မုံမုံနေရရင်ပြီးရပါပဲအေးငါသွားပြီကွာကုမ္ပဏီနောက်ကျနေလိမ့်မယ်ကူကြည်ပြရှော့ပင်သွားခြင်းနဲ့အေးပါကြည်ပြရဲ့ကြည်ပြလှလှပပဖြစ်နေဖို့အတွက်ကိုလိုက်ပူရမှာဗောကိုကအဲ့လိုပြစင်လေးကိုပဲသဘောကျတာဒါနဲ့လေကူဒီလိုခိုးကြောင်ခိုးရဘွားကြီးနဲ့ကြည်ပြမနေချင်တော့ဘူးကိုလည်းမနေချင်တော့ပါဘူးအတူတူနေရတော့မှာပါခဏပဲစောင့်နော်ဟုတ်ကူဒန်ယောက်ျားမနေ့ကကျမရှင်အင်းကြီးထဲမှာဝှစ်လျှော်နေရင်တန်းလန်းနဲ့နှခမ်းကြီးတွေတွေ့တယ်ရှဲတာဘယ်ရလဲပြောဟာမထူးတော့ပါဘူးကွာငါမင်းနဲ့နေရတာစိတ်ပြက်နေပြီရှင်ဟုတ်တယ်ငါမှနောက်ထပ်ချစ်ရတဲ့သူတယောက်လည်းရှိနေပြီမင်းကငါရှားထားတဲ့ထဲကနေသုံးပုံတစ်ပုံပေးမယ်ကွာမင်းငါ့ကိုကွာရှင်းပေးတော့ရတယ်ကျမဘာမှမမှတ်ဘူးဒီကြိုက်ထွက်သွားပေးမယ်အေးပါအဲ့ဒါဆိုလည်းမင်းသဘောပဲငါပေးရနော်နောက်ပြီးကြမှာပြင်ရထွက်လာပြီးပြန်လာပြီးတော့မှဘာညာတာတကားတွေငါမကြားချင်ဘူးနော်ပူလေးအကျော်ဆုံးပူလေးဟေးကျော်စုံလောင်းဟေးဟုတ်လာပြီအမအယုံလေတစ်ခုဘယ်လောက်တော့ဟုတ်ကဲ့အမ1000မို့5ခုပါဗျ1000မို့5ခုနင်တို့ကလည်းအေးမဟုတ်တာ1000မို့ယူမယ်တစ်ခုတရာပဲထားလိုက်ဟောအမတစ်ခုတရားတော့မရဘူးလေအမဒီလိုလုပ်လိုက်ပါလားကျွန်တော်ဟာတွေကအကြီးတွေဆိုတော့လေ1000မို့ယူလိုက်6ခုပေးလိုက်မယ်နော်ကျွန်တော်ဈေးဥပေါက်လည်းဖြစ်နေလို့ပါနင်ရတာ1000မို့6ခုပေးနေနော်ငါမှဒီလမ်းထိပ်မှာရတယ်1000မို့10ခုအပြင်မထွက်ချင်လို့လမ်းမလျှောက်ချင်လို့ဟေးတလန်းလျှောက်ရင်ရောက်ပြီအော်အမရဲ့1000မို့6ခုတန်ပါတယ်အမရဲ့စုပုတ်ဈေးနဲ့လေကစုံရဈေးနဲ့ဒီမှာခေါ်သောကားသီးကြော်လေးတွေဆိုရင်ချိုးနာပဲအမရဲ့ဝယ်ပါအောင်တန်ပါတယ်ဒီလိုလုပ်လိုက်ဟဲ့နစ်ပဲလဲမကြငါပဲလဲမကြပါတော့1000မို့8ခုတော့ပေးလိုက်ဟဲ့ငါအပြင်မထွက်ချင်လို့နော်တောင်တော့ငါအခုထွက်ဝယ်အခုရတယ်မှာလမ်းထိပ်တင်မှာ3လင်းလမ်းလျှောက်ရောက်ပြီအဲ1000မို့8ခုတော့ပေးလိုက်တော့ဟုတ်ပြီလားအော်ဟုတ်ကဲ့ယူလိုက်1000မို့2000မို့ယူမှာလားယူလိုက်1000မို့8ခုနဲ့ဘေးဟောပူနေတော့ဘေးဖဲဘာမပါဘူးစားရတကယ်မှတော့ရေကိုမောတာပဲမင်းကနောက်ခါတော့မစားနဲ့မင်းများနေတော့မင်းတာကြီးတာစိတ်မဆိုးပါနဲ့ကွာငါတောင်းမှမှာလေကွာစိတ်မဆိုးပါနဲ့ငါခေါ်ရနေတော့မင်းစားတာများနေတော့ခေါ်ရနေတော့ကြောက်စိတ်မဆိုးနဲ့တော့ငါမင်းပြောအောင်လို့ငါမျက်လက်တစ်ခုပြမယ်လားလိုက်ခဲ့လားဟာကွာငါဒီဝါးချောင်းလေးတွေကိုရွှေငါးဖြစ်အောင်လုပ်ပြမယ်လားမင်းဟုတ်ရလားကွာမင်းကလည်းကြည်ထားကွာဒီမှာဒီဝါးချောင်းလေးတွေကိုရွှေငါးလေးတွေဖြစ်အောင်လုပ်ပြမှာကြည်နေကြည်ုံငုံကြည်ဗမာတို့ဝါချမ်းမှာပဲရွှေငါးလည်းမဖြစ်ဘူး။အဲ့ဒါလေစိတ်ရှည်သမ်းမှာနည်းနည်းလေးငုံကြည့်အုံမနောဆက်အုံခုနပြီးကားတော့မင်းတို့ပြန်ပါမင်းအောင်ခွာတော့မင်းတို့လည်းယုံနေရမလားရွှေငါးတောင်းကြည့်နေတဲ့ကောင်လေး။ဘာ
မောင်ဘာရမ်းနာနေလို့သွားလိုက်ဦးမခဏဟတော်မောင်ခုမှရောက်တာလေရှေ့စောင့်နေကြပြီလားကြားပြီပေါ့ဘယ်ချိန်ရှိနေပြီလဲဟုတ်စားစိတ်မဆိုးနဲ့ချီလေးကိုကားလမ်းနေပိတ်နေလို့အမိလာခဲ့တာဟုတ်ပြီအဲ့ဆိုကစားခွင့်သွားမယ်စစ်တဘောလေဝီသွားမယ်ဝီအော်ရှေ့ကိုဘာရမ်းနာနေလို့ခဏသွားလိုက်ဦးမယ်ကိုဘေဘီလေးအားရောက်နေရကြားနေလားဘေဘီလေးဟိုးရီဒီလောက်ခေါ်တာဘာလို့မကင်တာလဲဟောမကြားလို့လေအခုရောက်ပြီပဲကွာဟော့ပေါ်သွားဆွားမယ်ဟော့ပေါ်လိုက်ကြွေဟာလေဘေဘီရဲ့မောင်လေးကြားလိုက်တာဟာသွားပြီဘေဘီကိုဘိုက်ဒီနာနေလို့ခဏသွားလိုက်ဦးမယ်နော်ဟဲ့ကိုအမဘယ်နေသွားတာလဲတော် तू အားပဲပြောရတယ်ရှိသေးတယ် sorry ပါမရဲ့မနက်ကလေးမိုးရင်းကားလေးစားခဲ့လို့ဟာနားလာပြန်ပြီခဏဟဲ့တော်မောင်ရဲ့စင်မပြေပါမလားလိုက်ကြည့်မအောင်မယ်ဟာဘေဘီဟာ sorry ကွာမနက်ကကိုနွားနို့တွေတောင်များလာလို့ရှင်ဘယ်သူလဲလူမနာလို့ဘေဘီမဟုတ်ဘူးနော်နာရှင်ကကျမနောက်ကမှဖောက်ပြန်နေတာပေါ့ရှင်တေဖို့တာပြီအော်လက်စားတော့ရှင်ကဒီမှာမချော3ယောက်ကိုတယောက်လုံနေတာခုဘေဘီတော့ဟာမရကြပါနဲ့ငါတော့ပြေးပြီ အဲ့ဘာလို့ညီမလုံနေတာဒါညီတို့စားရမယ့်ချိန်လားဟမ်အလုပ်တွေကိုတန်းစီတော့မျိုးဖို့လောက်ပဲလုံနေတာအလုပ်တွေကိုအများကြီးနော်အဝိရှော်ရမယ်ကြမ်းတိုက်ရမယ်ဒီနေ့ညီကြမ်းတိုက်ရမယ်ရက်လေကြမ်းတိုက်ရမယ်နော်နောက်ပြီးတော့မှအခုတည်းမီးဘူးတိုက်ရမယ်အပုံလိုက်ကြည့်ရမှာအဲ့ဒါငါလုံရမှာလားညီတို့ခေါ်ထားငါလုံရမှာလားမျိုးနေလိုက်အမှာနော်ဟုတ်ကဲ့ပါ သူကအဝိရှော်တော့နော်စားတော့ဆိုနင်တို့ကအိမ်ရှင်နေမစားသေးဘူးနင်တို့ကအရင်စားတာငါမပြောချင်လို့ကြည်နေနော်လှုပ်ရှားတဲ့တဘုံကြီးတန်းစီလို့ငါတော့ကြည့်လိုက်တာအဲ့ဒါကငါမလှုပ်ချင်လို့နင်တို့ပတ်စံပေးပြီးငါထားတာလေခေါ်ထားတာလေဟမ်ငါလောက်ရမှာလားအဲ့ဒါတွေ ဟုတ်ကဲ့ကျွန်တော်တနေ့ကုန်လုံးမှခုမှထမင်းတက်နေပဲစားရသေးတာပါကျွန်တော်အဝတ်တွေလည်းရှော့ပြီးပြီကျန်းတွေလည်းတိုက်ပြီးပြီမီးဘူးတွေလည်းတိုက်ပြီးပါပြီဗျာကျွန်တော်ခုဘိုက်တွေအရန်စားလို့တနေ့တည်းခုမှတနေ့ကုန်မှခုမှပဲစားရသေးတာတတိမကြီးဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ကျွန်တော်ကုန်လုပ်ပြီးပြီ ငါ့ကိုစကားမရှိနဲ့နော်လှုပ်ပြီးတာလည်းမလှုပ်ပြီးတာနင်းအဲ့ဟာလွန်ခဲ့တဲ့2ရက်လောက်ကဟာတွေလေအခုဒီနေ့ဟာတွေတိုက်ရမှာရှော်ရမှာလေဒီချုံကနဲ့မှာတော့ကြည့်လိုက်ပေါ်လိုက်ကြည့်သွားလိုက်တော့လာသွားရှော်ကြီးဟုတ်ကဲ့ပါဒီမကြီးဟုတ်ကဲ့ကျွန်တော်ခုပဲရှော်လိုက်ပါမယ်ရောက်ပြီမရောက်ပြီလားဆင်းပြီနော် ဟုတ်မပတ်စံကြံခဲ့မအော်မကြောက်ဘူးပဲငါလိုက်ပြီးလိုက်ပါဦးမယ် ဟိုကားသမားအေးငါပစာအိတ်ကြံကမှန်းသိရတယ်နဲ့ပြန်လိုက်မပေးဝေးပြန်တော့တောက်မှဖြစ်မှာ ဟောဈေးပဲဟာ तू ပြန်ထွက်လာမှာပါငါစောင့်ပြီးပေးလိုက်မယ်ငါဒါမဖွင့်ခင်ဓာတ်ပုံရိုက်ထားအောင်မယ်ဗီဒီယိုရိုက်ထားအောင်မယ်အော်ဘာမှမပါပါဘူးဘာနေမှတ်တမ်းပေါ့မိတ်ကပ်ပစ္စည်းတွေပါပဲငါတို့ဆေးဖြစ်တာပေါ့ရိုက်ထားလိုက်မယ် ဟဲ့ငါပစာအိတ်ကြံခဲ့တာဘာလို့ပြန်လိုက်မပေးရတော့ ဟောအဲ့ဒါကြောင့်ကျွန်တော်စောင့်ပေးနေတာဒီမှာပြန်ပေးမလို့လေတော့အမပတ်စံအေးလေး ပေးရေးကြည့်ပစ္စည်းတွေပါလေစစ်ကြည့်အောင်မယ်ဟဲ့ငါဖုန်းနဲ့ပစာအိတ်ကမရှိတော့ဘူးဘာမှတော့ငါဖုန်းနဲ့ပစာအိတ်ကအ သေချာပြန်စဉ်းစားပါဦးအိမ်မှာကြံခဲ့တာဖြစ်နေမယ်နော် ငါဖုန်းနဲ့ပစာအိတ်ကိုတေချာထည့်ခဲ့တာနင်တို့လွယ်ဖို့မလွယ်ဘူးအပစ္စည်းတွေပြန်ကြည့်နင်တို့ဒီတိုင်းပြီးသွားမှမဖြစ်နဲ့ နေုံအမကြီးအမပတ်စံကြီးကိုကျွန်တော်စအကင်ကြတဲ့ဗီဒီယိုရိုက်ထားတယ်အမဒါသာကြည့်လိုက်တော့ဘာပြောချင်သေးတော့ ဘာမှကြည့်ကြမလို့အခုလိုများတယ် ကြည့်ပါအောင်ဗျလူတွေမလွယ်ဘူးငါဘာငါကြိုတင်ကာကွယ်ထားလို့တော်သေးတာပေါ့